ဒီနေ့ကတော့ပေါ့ပါပါမုတ်စာပေါ့ JC ဖုတ်ကောင်ရောက်လာပြန်မှာရွေးချယ်စရာအများကြီးတရားမှာ King Kong School နဲ့ House of Meadows ကမီနူတစ်ခုစီရွေးပြတယ်ပေါ့နော်ပထမကတော့ King Kong School ဆိုဒီလိုမျိုးဘူးရောင်စုံဒီဇိုင်းပုံစံအစမ်းလေးတွေနဲ့ရမယ်ထင်ပေမဲ့ကျွန်တော်လည်းမှာကန်ဆိုပြီးပစ္စည်းပြတ်တာနဲ့ဂျုံနေတော့ဒီလိုပုံစံလေးပဲရလာခဲ့တယ်ပေါ့နော်ဒါပေမဲ့အရေးမကြီးပါဘူးအထက်ကပါတဲ့အရာသာအရေးကြီးဆုံးမို့လို့ပဲလေပုံမှန်ဆက် level ဟိုမှာ spice ကောင်းကောင်းနဲ့နေထားတဲ့ဒီအာလူးကတော့ကျွတ်ကျွတ်လေးနဲ့စားကောင်းတာတော့ဒီဘူးရဲ့နောက်ဆုံးကြံခဲ့တဲ့ပုံစံကြည့်မြင်သာနိုင်ပါဟောက်ဆော့မေးရဲ့မမတုံရန်ခေါက်ဆွဲပြုတ်ကလည်းငယ်တော့ခေါက်ဆွဲပြုတ်ရင်ခေါက်ဆွဲတို့မှာပါတဲ့ပစုံပင်မှာလည်းလိုက်ရှာနေမိတဲ့အဖြစ်မျိုးကိုဖြည့်ရှင်းပေးလိုက်တာနဲ့အတူတူပါပဲမီနူကတော့မထူးခြားနေပေမဲ့လည်းစိတ်ကူးထားတဲ့ပုံစံတိုင်းရောက်ရှိလာတဲ့အတွက်တကယ်ဝမ်းသာရပါချိန်တိုင်းတို့မှာရှိနေပေတဲ့ soul food လို့ပြောတယ်မမပါ Proverb ဒီနေ့ရဲ့ fighting နဲ့စနေမှာအပျော်ဆုံးလူတစ်ယောက်ဖြစ်ခဲ့ပါ